ဘဝမှာသူများဝေတဲ့ထမင်းတုပ်ကလေးစားမယ်လို့တော့ထင်မထားခဲ့ဘူးပေါ့ဗျာဒါပေမဲ့ကာလဒေတာအရာစားရတော့မှာပဲเนาะကျွန်တော်တို့ကဒါတဆင့်ရောက်လာတဲ့ထမင်းဘူးလေးပေါ့ဗျာအလူရှင်မိသားစုလည်းကျမ်းမာချမ်းသာပါစေဘသူရဲ့ထမင်းတုပ်ကလေးတော့မသိဘူးเนาะဘလူလေးပြည့်စုံပါလဲဆိုတော့ဒီမှာတရက်ချင်းတုပ်ကလေးပါတယ်ဒီဝဲဆန်လေးပါတယ်เนาะဇွန်းလေးရောပါတယ်ဗျဒါပါလေတမီးချက်ဦးနဲ့ချက်သားလိုက်ဖောက်ကြည့်အောင်ပါလေတော့အော်ကြက်သားရယ်ကြက်သားတုံးပါမယ်ဗျာကြက်ဥတစ်ချမ်းပါမယ်ဗျာဒီထဲမှာအလူရှင်မိသားစုပါခဲ့တယ်ဆိုလဲကျွန်တော်ကောင်းကောင်းမွန်မွန်စားပါမယ်တော်တော်ကိုအဖိုးတန်ပါတယ်ဗျာကျွန်တော်တို့ကမီးမမွေးရဲသေးဘူးခုချိန်မှာမီးရလည်းမလာသေးဘူးကျွန်တော်တို့ရက်ွက်ထဲမှာမလာသေးဘူးဆိုရက်ွက်တွေကလာပြီဆိုတော့ဒါဒီခမင်းတမှုကတော်တော်ကိုဖိုးတန်ပါတယ်ရှင်စားမယ်နော်အိုက်စားနဲ့တနေကုန်လဲအိမ်ညအိတ်တာ8ရက်ရှိသွားပြီ8ရက်လုံးအဲ့မှာအဲ့ကျန်းကင်းမှာခင်းဟိုမှာနေကြီးပေါ်မှာခင်းအိမ်ရတော့ကြတော့နောက်တော့အဲ့2နာရီလောက်ဆိုရင်နိုးနာပေါ့ဗျာခုဒီနေ့တော့အဲ့အိမ်ပေါ်မှာဒီအိမ်ရဲ့ဟိုမှာလေးမှာအရှိလေးမှာခင်းအိတ်တော့နေ့လယ်လေးမှာကျွန်တော်အိတ်ပြောသွားမနေ့လဲအာယုံထကဲရတော့အေးပြက်နေတော့တနေကုန်အိတ်နေစားမယ်နော်ကောင်းတယ်ခမင်းလေးကစံလေးကကောင်းတာဗျစေတနာပါလိုက်ကြတာဗျာလူတယောက်စာကိုဝါလင်ရတယ်သိလားကျေးဇူးတင်ပါတယ်ရှင်တဲ့စင်တုံးလေးစားမယ်ဗျာကျေးဇူးလေးရောကောင်းကောင်းမွန်မွန်စားပါတယ်လို့မလားဘူးလားဒီနားလေးကိုရောက်လာတယ်ခမင်းတုပ်ကလေးအခုပဲလေโอเคပဲโอเคที่อยากพูดน้องโอเคဟုတ်စကန်နားနားဟိုစကန်ပဲရပါ